update တော့ထွက်ပြီးတော့ကြည့်ရအောင်နဲ့ artist fancy event နဲ့ brain rot of the week a new cut okay new secret brain rot လေ okay wait secret account တစ်ပါလာတယ်တဲ့ကြည့်ရအောင် wait what the hell ဒါပါကြီးတော့win these တဲ့အားရ brain rot invention နဲ့ကျွန်တော်ဘောတော့နောက်ကျသွားတယ်ဘာလို့လဲဆိုတော့brain rot update ထွက်တော့ကပြောရင် admin views တော့ game ကလက်သွား wifi လက်သွားတော့ဝင်မရဘူးပေါ့နော်အဲ့တော့အခုမှလောက်တာ video brain rot ပေးမယ်တဲ့ရမလို့ broကျွန်တော်လုံလောက်နေ wait အဲ့ဒီထဲဘာစီးတစ်ပါလာလဲကြည့်အောင် oh watermelon okay what အပါကောင်းကြီးတော့67တဲ့ယူရမလားဒီဟာအစ်စ်ကြီးဟာပြီးတော့အစ်စ်ဒီတစ်ခုပါလာတယ်ထင်တယ်67တဲ့ဟိုကျေးဇူးပါကျွန်တော်ကြည့်ရအောင် okay ပါဖြစ်ကျွန်တော်1 trillion တော့ဖြစ်သွားရေ wait ကျွန်တော်အဲ့ဆိုရင်ခဏဟိုဟာတွေပိတ်လိုက်အောင်မယ် plan ထက်တွေ land မှာဆိုလို့ video ကြည့်ရတာ okay water bucket တွေပါတယ် okay ပုံမှန်အတိုင်းပဲဒါကတော့တူပဲ okay a portion ရမယ် okay rebar လုပ်လို့ရည်လားဟုတ်ရပြီဟာအဲ့တော့ တပါကောင်းကြီးနော်ဒီဟာရယ်ဒီကလည်းအစ်စ်ထင်တယ်နော် okay ပါကျွန်တော် rebar ထပ်လုပ်လို့ရပြီဒီမှာတော့ကျွန်တော် portion တွေတောက်ထားရပါတော့ဘယ်တော့မှတောက်ထားလဲတော့မသိတော့ okay လာကျွန်တော်တို့ဒီဘက်ချောင်းတကြည့်အောင်ကတ်တွေကိုဟိုပေါင်းနေဟာဒါအလဲရပါကြီးတော့today တဲ့techno ဟုတ်ပါဖေးဟောဘာကောင်းကြီးတော့အကောင့်တက်လားဟိုခွေးခေပါအဲ့တော့ admin chest တဲ့ကျွန်တော်ဒီမှာနည်းတော့လုပ်ထားရပါတော့အဲ့တော့ဒီမှာ package တွေဖွင့်ရမယ် okay ဒီဟာအရင်လောက်အောင်လားကျွန်တော်တို့ auto send မှာဒီဟာတွေဖွင့်ရအောင်ပြင်နည်းတော့စောင်းလိုက် okay ဒီမှာ artist တွေပါတယ် bring me my brain rot subject for special reward တဲ့အဲ့တော့ဘာဖြစ်မလဲ तू ကတောင်းတာဒါတွေရမှာတယ်ကျွန်တော်တို့ तू တောင်းတာဘာလို့ကြည့်အောင်bandito bandito okay ရှာကြည့်အောင် bandito okay ရှိတယ်ရော့ဘာရပါလဲတော့ကျွန်တော်မသိလိုက်ခဏလေး oh my god နောက်ပြီးပေါ့နော်ကျွန်တော်ဒီဟာမသိတာကျွန်တော်မှဒီကတ်တွေရှိရပေါ့နော်ဒီမှာဆိုရင်18တဲ့ဘာလို့တာလဲအဲ့ဒီနံပါတ်တွေပါတာ okay ထားပါလားကျွန်တော်အရင်ဆုံး 5% complete သွားပြီ okay ကျွန်တော် notification ပိတ်လိုက်အောင်ကွာ okay အဲ့တော့ဒီနားဟာတွေမတက်တော့လာဒီဟာအရင်လုံးက brr ပတ်တပင်း okay ရော okay ပြီးရင် ALE gangster footer okay တော့ပဲ nice okay အဲ့တော့ကျွန်တော်အရင်ဆုံးအဲ့ဒီမှာ okay ကန်ကောင်းပါလေ1 2 3ဘာကြီးတော့okay ကြည့်အောင် okay come on တွေ့လားဆက်နေတဲ့ဘာကြီးတော့okay epic every 50 freeze okay ဒါလေးကောင်းတယ် freeze ဆိုတဲ့ဟာလေးကောင်းတယ်လားကျွန်တော်အရင်ဆုံးဒီဟာအရင် inventory ကိုbrain rot ဆဲလိုက်အောင်ဘာကြီးတော့ neon fight ကြီးကလှလိုက်လားကျွန်တော်ဒီမှာပေါ့နော် star ဓာကြီးက ESP star ဆိုတော့အပင်နေထည့်ရတာလားမသိဘူးအဲ့တော့ကျွန်တော်ဒီဟာကိုထည့်လိုက်အောင်မဟုတ် mango ကိုထည့်မယ်ကျွန်တော်အကောင်းဆုံး mango 9000ဒါ9000ဒါဝဲထည့်လိုက်အောင်လား okay level up သွားပြီlevel up သွားပြီ level 2တဲ့ level 3 okay damage က 23k တောင် wow okay ဘာဖြစ်သူကျွန်တော်ပေးတဲ့အတွက်ကျွန်တော်ကောင်းပြန်ပေးရအောင်လာဓာကြီးတွေများနေသူတစ်ခေါက်လောက်ပေးလိုက်အောင်100ကျော်တောင်ဆိုဘယ်မှာတော့သူ okay နေလိုက်မို့ရော what the hell စင်းဟာကျွန်တော်အဲ့ဒီ admin view စီမရလိုက်ဘူး limited ကြီးk ပဲထုတ်တာ okay သူလဲလိုချင်လားမသိဘူးကျွန်တော်သူ့ကိုပါပေးလိုက်အောင်လားokay ရောဟိုတယောက်ရောလာ you okay ရပြီအဲ့တော့ equipment လုပ်လိုက်အောင်အဲ့တော့ဒီဟာတွေက okay 100k တောင်နော်ဟိုဂေါ်လီကအလောက်လုံးနိုင်မယ်မထင်ဘူးဒီမှာ67နှစ်ကောင်ရှိတယ်ပြီးရင်ဒီမှာတစ်ကောင်ရှိတယ် limited တွေ okay ဘာကြီးတော့ကောင်းတယ်နော်တဲ့ဘာပြောရလဲတော့မသိဘူးဘာဖြစ်အဲ့တော့ဘာများထူးခြားလဲကြည့်ရအောင် brain rot invention နဲ့ဒါဘာကြီးတော့ဒါပေးတဲ့ကောင်က okay ထုတ်ဖောက်မယ်လားရော့ပထမဆုံးတစ်ထုတ် okay common တွေ့လားဒီဟာတွေကဘာတွေလဲနံပါတ်တွေနဲ့ uncommon red frozen okay frozen ကောင်နဲ့ 35% damage ပို့ထွက်မယ် okay လာနောက်တစ်ထုတ်ထပ်ဖောက်1 2 3တွေ့လားလုတ်ရပြီဘိုက်တော့ every 25 brain rot slang နဲ့ကျွန်တော်တို့ brain rot 85ကောင်တက်ပွားရင်လေမုန်တိုင်းတစ်ခုစပွန်းလာရင်အဲ့ဒီကောင်တွေကွာစားထွက်လာတဲ့နေရာကိုပို့ပေးလိုက်မယ်လေ okay ပါဒါကျွန်တော်တို့စမ်းသုံးကြည့်အောင် okay လာအဲ့ဒီဟာကြီးနည်းနည်းထူးခြားတယ်အဲ့တော့ဘယ်မှာတော့ဘယ်မှာပါလဲရှာစမ်းဒီမှာ okay ကျွန်တော်တို့ဒီဟာပြည့်ရင်တစ်ချက်လာကြည့်ရမယ် okay ဒီမှာစင်းနေတာမို့ okay စင်းကြည့် yes နေတာကြီးမို့6000တော့ okay မစိုး wait ဒီမှာတွေ့လားလေတွေတိုက်ပြီးအနောက်ကိုပြန်ရောက်သွားတွေ့လား brain rot တွေအကုန်လမ်းတာဗောလို့ရကြီးကအဲ့ဒီဟာနဲ့ကျွန်တော်ရဲ့ freeze နဲ့ပြီးရင်ကျွန်တော် leg စားဟိုသုံးလိုက်တော့မယ်ကြားတယ်ဟိုအပင်နေလေအပင်တွေကောက်ဖမ်းလိုက်တာပါလိုက်ဒီမှာဒီကအဲ့ဆိုရင်ကျွန်တော်တို့
လေတွေတိုက်သွားမယ်အနောက်ပြန်ရောက်သွားမယ်ပြီးရင်ဒီဟာခဲမယ်ဟိုကအပင်နေလုံးမယ်ပြီးရင်ဒီမှာထပ်ပြီးခဲမယ်ပြီးရင်ဥက္ကာခဲကျွေကြသွားမယ်အေးဟုတ်တယ်မလားတွေ့လားအကုန်စောက်ပြန်ရောက်သွားတွေ့လား share ပဲ okay ကျွန်တော်ဒီမှာ scene နဲ့ရထားတယ်မိုက်တယ်အကြီးပဲဟို strawberry elephant နဲ့တောင်တူတယ်ဟဲကြောင်လေးတယ်ဟုတ်တယ်နော်ဒီမှာကြောင်လေးပစ္စည်းလေး okay ဒီမှာခဲသွားပြီ okay တွေ့လားဥက္ကာခဲကြီးကြာသွားဒါကြောင်ညာထား Minecraft နဲ့ Roblox က2025ရဲ့ popular ဖြစ်တဲ့ game တွေလို့ပြောရင်လည်းမမှားပါဘူး ဟဲ့အောင် Fortnite ရော Fortnite က script တဲမှာမရေးထားပဲတော့ထားပါအဲ့တော့ bro အနေနဲ့ Minecraft နဲ့ Roblox တွေဝယ်ယူနေဆိုရင်တော့ B-shot ရှိပါတယ် B-shot မှာဆိုရင် Minecraft account တွေ Minecraft တွေ Roblox player တွေအတွက်ဆိုလို့ရှိရင် Robux Royal Garden Pack တွေ item တွေထပ်ပြီးပြောရင် Steel ရဲ့ Brain Rot တွေက secret account တွေကိုပါဝယ်ယူလို့ရပါတယ်ဗျာအဲ့တော့တခုခုဝယ်ယူနေဆိုလို့ရှိရင် B-shot မှာဝယ်ဖို့အကြံပေးခြင်းပါတယ် okay ဒါရင်နောက်မှ plan လုပ်မယ်ကျွန်တော်တို့ဒီ artist ဟာကိုအရင်ကြည့်အောင်လားအဲ့ဒါကျွန်တော်ရောင်းလိုက်ပြီလားမရောင်းရသေး okay သူတောင်းတာ ballerina cappuccino တဲ့ BALL ballerina cappuccino okay ပြီးရင် BAM ဒါလားမသိဘူး okay ပြီးရင် gangster GAN gangster strawberry what ဘာကောင်းနော် oh ဟာ what the hell ဒါဘာကောင်းနော်ဒါတွေ့လားလေတိုက်ပြီးအထဲပြန်ရောက်ရတယ်တကယ်ကောင်းတယ်ဝေကျွန်တော်ဝေခဏကျွန်တော်မြန်ရောက်ကျွန်တော်ရဲ့ဟို brain rot တွေမြန်ရောက်မဟုတ်ရင်ကျွန်တော်မရရင်နေလိမ့်မယ် okay ဒီမှာဒီကောင်းအဖက်တွေပါရှိပြီ oh လေတိုက်ပြီးအနောက်ပြန်ရောက်သွားလိမ့်မယ်ကြည့်နေကျွန်တော်ဒီနားတကောင်တက်လိုက်မယ်မလေတိုက်သွားဒီ boss က okay ဒီ boss ကဒီတက်သေးအောင်မလားမသိဘူး wait what ဘာရောင်းနေရတော့ oh ခိုးထန်ရောင်းနေ wait အနောက်တိပြန်မသွားနဲ့လေ boss ရေမင်းဒီတက်သေးအောင်မလား okay ရပြီ finally ဒီမှာဘယ်လောက်တော့ 16k okay အသေးပေးထားလိုက်အောင် hey wash my belly ကောင်းမှာပင်လေးပေါ့နေချစ်စရာလေးဂျန်တယ်ဘာလုပ်နေရတော့ okay ESP border 3ခု damage potion တစ်ခုရမယ် okay battle okay ဒါနဲ့ပေါ့နော်အဲ့ battle တွေတော့ကျွန်တော်လှုပ်ထားရပါတော့ဒါမဲ့ game က error တက်နေရလားမသိဘူးတစ်ခါလေးမပေါ်ဘူးအဲ့ဒီအကောင်နေဒီမှာပေါ်ပြီးတော့ error ပြင်လိုက်ပြီထင်တယ်ပြီးရင်လေဒီ battle ထဲမှာဆိုဘာလို့ဒါတွေကသွေးတွေပါလာလဲကျွန်တော်နားမလဲဘူးအဲ့ကြရပေါ့နော်ကျွန်တော်ဒီမှာ ESP potion နဲ့ဒီကောင်မြင်လိုက်အောင်လားဒါနဲ့ bro ကြည့်ဒီဟာတွေကို hover တင်လိုက်ရင်တွေ့လား trala လဲလို့ trala လာလေးပေါ်လာokay victory ဖြစ်သွားပြီ in crazy CI1 crazy okay ထည့်မယ်ပြီး gara gara marara okay ရှိသေးလို့တော်သေးတယ် okay အဲ့တော့ကျွန်တော်အကုန်ရလိုက်ပြီပေါ့နော်အဲ့တော့ဒီမှာတခုခုတော့ရလိမ့်မယ်အဲ့တော့ကြည့်ရအောင် PIN နီးဒီမှာရှိတယ်တခုပြီးရင်အကုန်ရလားokay အကုန်ရတယ်ဒီဟာတွေကိုဘာရှိတယ်ကြည့်မြင်ကြည့် okay ရောင်းလိုက်အောင် brain rot okay အဲ့တော့လာကျွန်တော်ရလာတဲ့အပင်တွေစိုက်ရအောင်ပြင်စိုက်ကြည့်ရအောင်မစိုက်ခင်ကျွန်တော်ဟိုအရင်စိုက်တာကျင်တယ်ဗာလဲဂီကဗာလဲအစီထဲမှာ dragon fruit ပင်ဟိုဗာလဲခုနကဟိုကနေပေါင်းလိုက်မယ်လေဒါအပင် okay ဟာကျွန်တော်ခုနကဟိုအကြီးရောင်းမိသွားပြီ bro ဒီဟာရပြီအေးပါကွာကျွန်တော်ခုနကဒီကောင်ကြီးရောင်းမိသွားတယ်နေတဲ့ okay ဒါအောင်နှုတ်မယ်ပြီးရင်ကျွန်တော်ရဲ့ခုနကအပင်လေးရှိသေးလို့တော်သေးတယ်ဒီမှာစိုက်ထားအောင် okay လားဟဲ့ okay fuse လိုက်မယ်အဲ့ဆိုရင်ကျွန်တော် fuse set mission ကတော့ပြီးလောက်ပြီဟုတ်တယ်ဒီမှာဒါဆိုပြီးကျွန်တော်အစီပဲကျွန်တော်ပြီးရင်ဒါဖွင့်လို့ရမလားမသိဘူးကျွန်တော်ထိုင်ဆော့နေကြပြီပေါ့နော်ဒါမဲ့ဒီမှာပေါ့နော်ဒီစီကအခုမှ250ဆိုတော့ဟို180လောက်ပဲရှိဦးမယ်ရောင်းလာလဲ9မိနစ်မှတစ်ခါရောင်းရင်9စီ10စီဆိုတော့တော်တော်လေးနေနေပေါ့နော်ပြီးရင်ဒါကကျွန်တော်3ခါလောက်လုပ်ပွားပြီပေါ့နော်ဒီမှာအစီဆိုရင်ဒီမှာ2ခုဆိုတော့3ခါပေါ့နော်ဟုတ်တယ် rebar လုပ်ဖို့ကလည်းကျွန်တော်မရဘူးဆိုတော့ okay ဒီနေ့ဗီဒီယိုကတော့လောက်ပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye